အဲ့ဒါဒီဆိုင်ရာသိရှင်းတာတွေပါတယ်အကုန်လုံးပြီးသွားပြီဆိုတော့စင်ပြီးအခုတိမတိစမ်းနေနော်စင်ပြီးအခုတိမတိခုဖရဲအားနေစားပြီးတော့ခုစီစဉ်ပြီးတဲ့အထိပေါ့နော်ရုံးဝင်ငယ်တော့ကိုတိသွားတယ်ဘယ်ချိန်မှတိလိုက်တယ်ဆိုတာမသိလိုက်တော့ပါတော့ကလားရှင်းရှင်းတော့လားငါလားပေါ့နော်ဟုတ်ဟာကဒီလိုထောက်လိုက်တော့ကလုံးနှိပ်စရာကလက်ကမရှိတော့အဲဒါလေးနှိပ်တယ်ထောက်လာမြင်တယ်နော်ဟုတ်ဒီလိုစီမှာပါအောင်ဆိုဘယ်လောက်တက်ရမလဲ0.06ကလည်း0.08ခုဘယ်လောက်တက်တော့0.088ပေါ့သားလွတ်လိုက်မယ်ဆိုတော့လွတ်လိုက်ပြီနော်လွတ်လိုက်ပြီရိုက်တာဟုတ်ရိုက်လွတ်လိုက်ပြီဆိုတော့ဒီမှာပြန်မကြဘဲနဲ့ရက်နေတယ်ပေါ့လားနော်ဒါဒီမှာတော့ကွက်ကောလေးနော်ကွက်ကောဆိုရင်ပြန်မကြဘဲနဲ့ရက် MPK ဆိုရင်ပြန်ကြနောက်တစ်ချက်ဘယ်လိုပြောထားလဲနောက်တစ်ချက်က AMD မရှိတဲ့အနေအထားမှာကွန်ပျူတာကြိုးထိုးရင်ပေါ်တာဖြစ်ပြန်မယ်ပေါ်တာသိကြကွန်ပျူတာကြိုးနောက်တော့အားသေးနေပါလေပုံရတယ်မလို့တက်ခဲမလို့AMD မပါမှတော့တက်ခဲတက်ကြမလို့နော် MPK နေကွက်ကောနေဒါကမှန်ကျိုးတက်စရာမလိုဘူးထိုးမယ်ဘာဝတမ်းမသိဘူးဆော့ကအပေါ်မှာတခုပါဟမ်အပေါ်ဆော့ကပါဒီလိုလဲမလားအပေါ်ထိတ်ကထောက်ဟာလားဟုတ်တက်ဆော့ကဟောအားလည်းကောင်းကပြန်သိမမိကျင်တာတွေပါလိမ့်မယ်ရှိတယ်နည်းနည်းလေးဟိုနဲ့ဒီနဲ့
power supply ampere အနေနဲ့တော့မှန်တယ်နော်ဟောကြတော့တမ်းမသိဩမေ့လို့ငါကျိုးမှန်းတယ်မှန်ကျိုးနဲ့အောက်ချမ်းကျိုးနဲ့ခုနဖြုတ်တာမှန်ကျိုးဖြုတ်လိုက်မှဆိုဖြုတ်တာအောက်ချမ်းကျိုးဖြစ်ဘောတည်တယ်မလာပြီးတော့ရိုက်လိုက်အဲ့ဒါယူပဲလိုက်ခုနရှင်းပါနော်ခုနရှင်းပါဒီမှာသတိတက်စရာမလိုဘာကျိုးမှာအောက်ချမ်းကျိုးလေးပဲနော်ခုနရှင်းကိုတက်သိနေရမယ်ဒါဆိုလို့ရှိရင်တို့တိုင်းနေကြပေတံနှစ်ခုနဲ့အဆင်ပြေတယ်နော် power supply ampere လည်းမှန်တယ်ကွန်ပျူတာပေါ့လည်း သိတယ် လေ့တယ်ဟုတ်ပြီနော်အဲ့မှာတစ်ဖြတ်ဖြတ်